ယူဂိုစလာဗီးယားဆိုတဲ့နိုင်ငံကြီးကကမ္ဘာမြေပုံပေါ်ကနေဘယ်လိုပျောက်ကွယ်သွားတာလဲဆယ်စုနှစ်များစွာကြောင်းယူဂိုစလာဗီးယားဟာခေါင်းဆောင်ကြီးယိုဆက်ဘရော့စတီတိုလက်ထက်မှာအင်အားတောင့်တင်းခဲ့ပါတယ်။ဒါပေမဲ့1980ခုနှစ်သူကွယ်လွန်ပြီးနောက်မှာတော့အမျိုးသားရေးဝါဒနဲ့လူမျိုးစုပဋိပက္ခတွေကြောင့်နိုင်ငံဟာပြိုကွဲစပြူလာပါတယ်။1991ခုနှစ်မှာဆလိုဗေးနီးယားဟာပထမဆုံးအကြိမ်ခွဲထွက်ခဲ့ပါတယ်။ဇွန်လမှာသူတို့ရဲ့လွတ်လပ်ရေးကြေညာမှုဟာယူဂိုစလာစစ်တပ်နဲ့10ရက်ကြာစစ်ပွဲကိုဖြစ်ပွားစေခဲ့ပါတယ်။မကြာခင်မှာပဲခရိုအေးရှားဟာလည်း1991ခုနှစ်မှာလွတ်လပ်ရေးကြေညာခဲ့ပါတယ်။ဒါပေမဲ့ဆလိုဗေးနီးယားနဲ့မတူတာကခရိုအေးရှားဟာ1995ခုနှစ်လွတ်လပ်ရေးမရခင်အထိယူဂိုစလာစစ်တပ်နဲ့ဆပ်အင်အားစုတွေကြားပြင်းထန်တဲ့စစ်ပွဲကိုဆင်နွှဲခဲ့ရပါတယ်။ခရိုအေးရှားပြီးနောက်မက်ဆီဒိုနီးယားဟာလည်း1990ခုနှစ်စက်တင်ဘာလမှာလွတ်လပ်ရေးကြေညာခဲ့ပါတယ်။အခြားနိုင်ငံတွေနဲ့မတူပဲသူတို့ရဲ့ခွဲထွက်မှုဟာငြိမ်းချမ်းခဲ့ပါတယ်။နောက်ထပ်ဘော့စနီးယားနဲ့ဟာဇီကိုဗီနာဟာ1992ခုနှစ်မှာခွဲထွက်ခဲ့ပြီးပြင်းထန်တဲ့စစ်ပွဲတွေပြီး1995ခုနှစ်မှာလွတ်လပ်ရေးရခဲ့ပါတယ်။အဲဒီနောက်မွန်တီနီဂရိုဟာဆာဗီယာနဲ့ပူးပေါင်းပြီးယူဂိုစလာဗီးယားဖက်ဒရယ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ဟာလည်း2006ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပါတယ်။နောက်ဆုံးအနေနဲ့2008ခုနှစ်မှာတော့ကိုဆိုဗိုဟာနှစ်ပေါင်းများစွာပဋိပက္ခဖြစ်ပွားပြီးနောက်ဆာဗီယာနဲ့ခွဲထွက်ကလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ပါတယ်။2008ခုနှစ်မှာမွန်တီနီဂရိုခွဲထွက်ပြီးကိုဆိုဗိုလွတ်လပ်ရေးရချိန်မှာတော့ဆာဗီယာဟာတီချာလွတ်လပ်တဲ့နိုင်ငံဖြစ်တာကြံ့ရည်ခဲ့ပါတယ်။ဒီလိုနည်းနဲ့ကမ္ဘာအကြီးဆုံးနိုင်ငံတွေကတစ်ခုဟာမြေပုံပေါ်ကနေပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါတယ်။ယူဂိုစလာဗီးယားမြေပုံဟောင်းကိုကြည့်ပြီးအားကျမနေကြနိုင်ဘူးလို့ဆရာသမားတို့တမတာကြီးမအားလို့ကိုပြောပြကြပါဦးဆရာသမားတို့အခုလိုအကြောင်းအရာတွေနဲ့ပထဝီနိုင်ငံကြီးအကြောင်းတွေကိုစိတ်ဝင်စားတဲ့ဆရာသမားတွေအပဲကျွန်တော်ရဲ့ Smile Blogs Facebook Page မှာနေ့စဉ်တင်ဆက်ပေးမှာမို့ follow လေးလုပ်ထားပေးကြပါဦးဆရာသမားတို့